အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီလိုမျိုးဟာလေးကိုပန်းကျယ်ဒီအင်ကြီးကျယ်ဒီလေးကိုလုပ်ပြမှာဖြစ်ပါတယ်အားလုံးပဲကြည့်လိုက်ရအောင်တက်လက်မှာအရင်ဆုံးပေရန်နဲ့6စိတ်ကိုတိုင်းပြီးတော့မှချုပ်ပါပဲမိုးရနေတဲ့အတန်လေးနည်းနည်းဝဲသွားပါရဲ့ကြည့်ကြကြပါပြီးကြလို့ရှိရင်ခွင်းလေးလိုမျိုးခောက်ပြီးတော့မှထက်ချုပ်ပါမယ်အဲ့ဒါလေးကိုအထိတ်ကအမွှေးလေးမထွက်အောင်ထဲကိုထိုးထည့်ပါမယ်အဲ့လိုလေးလုပ်ပြီးသွားပြီဆိုရင်တော့အခွေလေးတွေခွေပါမယ်ပြီးရင်ချုပ်ပါမယ်ဟိုဘက်ရောဒီဘက်ရောခွေရမှာဖြစ်ပါတယ်မတူလို့ဒီလိုအဲ့ဒီလက်ပြတ်ပြတ်ကြတယ်ဒါတစ်ဖက်ကိုလည်းခွေပါမယ်တိတိကျကျခိုင်အောင်ဆွဲဖို့လိုပါတယ်ပန်းတယ်ဒီဆွဲခါမှာ